ပြီးခဲ့တဲ့အပိုင်းမှာနိုင်ငံအသီးသီးကဂန်တွေကချုံနှင်းအိမ်ဆန်းကိုရောက်လာကြပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာစာမေးပွဲရဲ့ပထမအဆင့်ကိုဖြေကြားရမှာဖြစ်ပါတယ်။ပထမအဆင့်စာမေးပွဲကနင်ညာတွေရဲ့ဗဟုသုတနဲ့တွက်ချက်မှုကိုစစ်ဆေးတဲ့ရိုးရှင်းတဲ့စာမေးပွဲလေးဖြစ်ပါတယ်။မေးခွန်း10ခုပေးထားမှာဖြစ်ပြီးတစ်ခုကို1မှတ်နဲ့အကုန်ဖြေနိုင်10မှတ်ရမှာဖြစ်ပါတယ်။လက်ရှိစာရွက်ပေါ်မှာမေးခွန်း9ခုသာပေးထားပြီးနောက်ဆုံးတစ်ခုကိုတော့စာမေးပွဲစပြီး45မိနစ်အကြာမှာရမှာဖြစ်ပါတယ်။ဒီစာမေးပွဲအောင်မအောင်ကကိုယ့်ရဲ့အသင်းသားတွေနဲ့လည်းဆိုင်ပြီးအသင်းထဲကတယောက်သာဘဲဥမကွဲရင်တစ်တင်းလုံးကြမှာဖြစ်ပါတယ်။နောက်ထပ်စီကံကတော့စာခိုးချဖို့ကြံစီတာကိုတစ်ခါတွေးခဲ့ရင်2မှတ်ရောက်မှာဖြစ်ပြီး10မှတ်လုံးကုန်သွားရင်တော့တစ်တင်းလုံးထွက်ရမှာဖြစ်ပါတယ်။အဲ့လိုခိုးမချနိုင်အောင်လဲဗတ်ပေါင်းစုံကစောင့်ကြည့်နေမှာဖြစ်ပြီးလိုအပ်ရင်အကျန်းနည်းနဲ့ပါထုတ်ပယ်မှာဖြစ်ပါတယ်။ဒီစာမေးပွဲကမှတ်ဉာဏ်ကောင်းတဲ့ဆာကူရာအတွက်တော့ပြဿနာမရှိပေမဲ့အတုံးတို့ကထုတ်ခေါင်နာရူတိုကတော့ဂျပန်စာဝိုတော်မမြင်ဘူးသလိုဖြစ်နေပါတယ်။မေကွန်းတွေကအခြေခံရာသီဥတုမြေပြင်အနေထားနဲ့စွမ်းအားတွက်ချက်မှုတွေပါပြီးဂန်နင်တယောက်အနေနဲ့ဘလို့မှမသိနိုင်တဲ့မေကွန်းတွေဖြစ်ပါတယ်။နာရူတိုပဲလားဆိုတော့မဟုတ်ပါဘူး။အတော်ဆုံးမှဆိုတဲ့ဆာစကဲလည်းတစ်ခုမှမသိလို့တစ်သိန်းလုံးထွက်ရမယ့်အခြေအနေဖြစ်နေပါတယ်။စာမေးပွဲအတွင်းမှာအဖွဲ့ပေါင်း90ရှိပြီးအဲ့ထဲက10ဘွဲ့ပဲအောင်မှာဖြစ်ပါတယ်။စာခိုးချတာမိရင်2မှတ်ရောက်မယ်ဆိုတာထူးဆန်းနေပြီးရှီနိုဘီကရှီနိုဘီလိုနေထိုင်ရမယ်ဆိုတဲ့ EPK ရဲ့စကားကလည်းတန်တရားဝင်စရာကောင်းနေပါတယ်။ဆိုလိုတာမမိအောင်ခိုးချနိုင်ရင်ပြဿနာမရှိပဲ10ပုတ်လုံးကူးချပြီးတစ်ခါမိရင်တော့2မှတ်ပဲရောက်မှာဖြစ်လို့တေချာပေါက်အောင်မှာဖြစ်ပါတယ်။စာမေးပွဲရဲ့ရည်ရွယ်ချက်ကကိုယ့်ရဲ့စွမ်းအားနဲ့သတင်းအချက်လက်စုဆောင်းနိုင်စွမ်းကိုထောက်လိုင်းရင်းနယ်ပယ်မှာအသုံးချနိုင်မှုအတွက်ဖြစ်ပြီးမစင်မကျင်လုံးမိရင်တော့ရှီနိုဘီကောင်တယောက်ဖြစ်လာမှာမဟုတ်ပဲစာမေးပွဲကိုကြာမှာဖြစ်ပါတယ်။ဒါကိုသတိထားမိတဲ့အခြားကန်တင်တွေကလည်းသူတို့ရဲ့ကိုယ်ပိုင်စွမ်းအားတွေနဲ့စတင်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရသဘောကျရဲဆိုရင်ကျွန်တော်ရဲ့ Facebook Page နဲ့ YouTube Channel ကို Like and Follow, Subscribe နဲ့ Share လေးလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။အချိန်တွေတစကုန်လာခဲ့ပြီးအသင်းတွေကလည်းတစ်ဖွဲ့ပြီးတစ်ဖွဲ့အထောက်ခံနေရပေမဲ့ငတုံးနာရူတိုကတော့အခုထိတိုင်ပတ်နေပါတယ်။ဘေးမှာရှိတဲ့ဟီနာတာကတော့အဖေကိုပြပေမဲ့သဘောမပေါက်တဲ့နာရူတိုကတော့အန်ကိုကြိတ်ပြီးအဖေကိုစဉ်းစားနေပါတယ်။ကွန်နိုဟာညှင်းပန်းနှိမ့်ဆက်ရေးနဲ့စင်မေးချင်းတပ်ဖွဲ့ခေါင်းဆောင် EPK က45မိနစ်အကြာမှာနောက်ဆုံးမေးခွန်းကိုပြောပါတယ်။ဒါပေမဲ့စီကန်းချက်2ခုကလည်းရှိနေပါတယ်။ကျောင်းသားတယောက်အနေနဲ့နောက်ဆုံးမေးခွန်းကိုဖြေမယ်မဖြေဘူးရွေးချယ်ခွင့်ရှိပြီးမဖြေခဲ့ရင်တော့တစ်ဖွဲ့လုံးကြမှာဖြစ်ပါတယ်။ဒါပေမဲ့နောက်နေ့မှာပြန်ဖြေဖို့အခွင့်အရေးရှိမှာဖြစ်ပြီးဖြေဖို့ရွေးပြီးမှမှားဖြေခဲ့ရင်လည်းကြမှာဖြစ်ပါတယ်။ကြခဲ့ရင်တော့နှစ်တိုင်းပြန်လည်ဖြေဆိုခွင့်မရှိပဲတက်သက်လုံးဂန်နေအဖြစ်နေသွားရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဖြေဆိုသူအများစုကတော့မဖြစ်နိုင်တဲ့စာမေးပွဲကိုလက်လျှော့ပြီးထွက်သွားကြပါတယ်။တစ်ချိန်လုံးဟိုကာခဲဖြစ်ရမယ်လို့ပြောနေတဲ့နာရူတိုအတွက်ဒီရွေးချယ်မှုကအတော်ခက်ခဲပါတယ်။ဒါပေမဲ့စိတ်သက်ပြင်းထန်တဲ့အယူကောင်နာရူတိုကစာမေးပွဲကထွက်မပြေပဲရင်ဆိုင်မှုဆုံးဖြတ်လိုက်ပြီးထုံးစံအတိုင်းဟိုကာခဲဖြစ်လာစေရမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့လူပေါင်း150ရှိတဲ့စာမေးပွဲကန်အတွင်းမှာ88ယောက်ကျန်နေပြီးကြံခဲ့တဲ့26ဖွဲ့လုံးကစာမေးပွဲကိုအောင်သွားပါတယ်။သတင်းအချက်လက်ဆိုတာအချိန်နဲ့အခြေအနေပေါ်မူတည်ပြီးလူတဝူးတယောက်ရဲ့အသက်ထက်ပိုပြီးအဖိုးတန်တာကြောင့်တိုက်ပွဲအတွင်းမှာဆိုရင်ဘလောက်ပဲစွန့်စားရပါစေရှောင်လဲလို့မရတဲ့တာဝန်တွေရှိလာမှာဖြစ်ပါတယ်။အကျယ်တဲနဲ့ရင်ဆိုင်ရချိန်မှာသတင်းအချက်လက်အမားကိုပေးမိတဲ့နေညာကသူ့ရဲ့အဖွဲ့သားတွေနဲ့ရွာကိုအကြီးအကျယ်ပျက်စီးစေမှာဖြစ်ပါတယ်။အဲ့လိုဘေးကျက်နံကျက်အခြေအနေအတွက်ဒီစာမေးပွဲကိုစစ်ဆေးရဖြစ်ပြီးရှီနိုဘီစိတ်တက်နဲ့တောင့်ခံနိုင်တဲ့သူတွေကသာအလိုလျောက်အောင်သွားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီစာမေးပွဲမှာဘာသတင်းချက်လက်ဘာထောက်လိုင်းရေးမှမလုပ်နိုင်ခဲ့ပဲတလုံးမှမရေးထားတဲ့အဖေလွှာအလွတ်ကြီးနဲ့အောင်သွားတဲ့သူတယောက်လည်းရှိနေပါတယ်။သူကတော့ထုံးစံအတိုင်းနာရူတိုပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဒုတိယစာမေးပွဲကိုစစ်ဆေးမဲ့သူကမီတာရာရှီအန်ကိုလို့ခေါ်တဲ့သူဖြစ်ပါတယ်။ဒုတိယအဆင့်စာမေးပွဲနေရာကိုတေချင်းတရားတက်တော်လို့ခေါ်ပြီးတာရဲတရိတ်ဆန်တွေနဲ့အစိတ်ရှိတဲ့တောကောင်တွေပြည့်နေတဲ့နေရာဖြစ်ပါတယ်။တောရဲ့အလယ်မှာတာဝါတစ်ခုရှိနေပြီးဖြေဆိုသူတွေကကောင်းဝင်တဲ့မြေကြီးစာလိမ့်နဲ့လေးကိုအဲ့နေရာစီရအောင်ယူလာရမှာဖြစ်ပါတယ်။အဲ့အတွက်အချိန်9ရက်ရမှာဖြစ်တယ်လို့ဘာအစားတောက်မှမပေးထားပဲတောထဲမှာကိုယ်တိုင်ရှာဖွေပြီးအသက်ရှင်အောင်ကြိုးပမ်းရမှာဖြစ်ပါတယ်။26ဖွဲ့လုံးကစာလိပ်တစ်လိပ်စီအသီးသီးရမှာဖြစ်ပြီးအနိုင်ရဖို့စာလိပ်2ခုလိုတာကြောင့်ဖြေဆိုသူတစ်ဝက်ကတေချာပေါက်ထွက်ရမှာဖြစ်ပါတယ်။တာဝါကိုရောက်ပြီးမဲ့ကောင်းဝင်တဲ့မြေကြီးစာလိပ်2ခုလုံးမပါရင်ကြမှာဖြစ်ပြီးတော့စာလိပ်ပါပြီးမဲ့အတင်းသားတယောက်မရှိရင်လည်းကြမှာဖြစ်ပါတယ်။ကျောင်းသားတွေထဲမှာတစ်ဖက်နဲ့တစ်ဖက်တက်ဖြတ်ကြမဲ့သူတွေရှိသလိုမတင်ကားစရာကောင်းတဲ့သူတွေလည်းရှိနေတဲ့အတွက်9ရက်ဆိုတဲ့အချိန်ကအသက်ရှင်မှုအသေးလည်းစူးစမ်းရမယ့်အချိန်ဖြစ်ပါတယ်။ပြိုင်ပွဲစတာနဲ့မတူညီတဲ့အဖွဲ့တွေကမတူညီတဲ့တကားတွေကနေအတီးတီးဝင်လာကြပါတယ်။ပထမဆုံးအနေနဲ့ခီပါရဲ့တင်အိတ်ကအခြားအဖွဲ့တစ်ခုကိုထောင်ချောက်တွေတုံပြီးဖမ်းဆီးနိုင်လိုက်ပါတယ်။တစ်ဖက်မှာတောရဲကိုအပေါ့သားပြီးပြန်လာတဲ့နာရူတိုနဲ့ဆာစကဲတို့ကလည်းအချင်းချင်းပြန်တိုက်နေကြပါတယ်။နာရူတိုကညာတန်ဖြစ်ပေမဲ့ခုနိုင်ထဲတဲ့အိတ်ကဘယ်ဘက်မှာရှိနေပြီးပွဲစတော့ကရထားတဲ့ဒဏ်ရာကလည်းမျက်နှာမှာရှိမနေတာကြောင့်ဆာစကဲကနာရူတိုအတုဆိုတာကိုတတိထားမိသွားတာဖြစ်ပါတယ်။ချင်းတဲ့အတိုင်းအယောင်ဆောင်ထားတဲ့နေညာဖြစ်နေပြီးတစ်ဖွဲ့နဲ့တစ်ဖွဲ့ကောင်းဝင်လာမြေကြီးလာမသိရတဲ့စာလိပ်ကိုလာလိုက်တာဖြစ်ပါတယ်။အဲဒါကြောင့်နောက်တစ်ခါအချင်းချင်းသိနိုင်မှုစကားဝတ်တစ်ခုကိုအသုံးပြုဖို့တိုင်ပင်နေကြပါတယ်။အဲအချိန်စွမ်းအားပြင်းတဲ့ပောက်ကွဲမှုတစ်ခုကြောင့်သုံးတော်သားအဝေးကိုလွင့်သွားပါတယ်။လူပြန်စုကြတဲ့အချိန်ညံကောင်းသူပြီးစကားဝတ်ကိုပြောနိုင်တာကြောင့်ဆာကူရာကအစ်စ်ဖြစ်ပါတယ်။ခဏကြာတော့နာရူတိုပြန်ရောက်လာပြီးဆာကူရာကစကားဝတ်ကိုမေးပါတယ်။နာရူတိုကလည်းပြောနိုင်တာကြောင့်အစ်စ်ဆိုတာကိုယုံလို့ရသွားပါတယ်။ဒါပေမဲ့ဆာစကဲကခုနိုင်ကိုသုံးပြီးနာရူတိုကိုပြစ်လိုက်ပါတယ်။အဲဒါကြောင့်ဆာကူရာကနာရူတိုနဲ့ဆာစကဲမှာဘသူကအယောင်ဆောင်ဆိုတာကိုခွဲမရဖြစ်သွားပါတယ်။နာရူတိုလိုငတုံးတယောက်ကဒီလောက်ရှည်တဲ့စကားဝတ်ကိုမှတ်မိမယ်ထင်လားလို့ဆာစကဲကဆာကူရာကိုမေးလိုက်ပါတယ်။ထင်တဲ့အတိုင်းပဲနာရူတိုရဲ့ရုပ်ကကြောက်စရာပုံစံကိုချက်ချင်းပြောင်းသွားပါတယ်။
ဒါကတော့အပိုင်း6ဖြစ်ပြီးစောင့်ရမ်းမိုက်တဲ့အပိုင်းတွေကိုနောက်နေ့မှတင်ပေးသွားမှာဖြစ်လို့ like share comment လေးတွေနဲ့ကူညီပေးကြဖို့တောင်းဆိုချင်ပါတယ်砂漠のガーラ